ဇလန်းကောင်းစဉ်နောက်ဆုံးအကြိမ်လိုက်ခဲ့ပါည7:00 နာရီခွဲမြို့ဝပြန်လာတဲ့ကြော်စွာတယောက်ရွာအဝင်လမ်းခွဲမှာဆိုင်ကယ်စီကုန်ပြီးရက်နေခဲ့တယ်ပဝင်းကျင်ကမှောင်မဲနေပြီးလမ်းဘေးကကိုကိုပင်ကြီးတွေကလက်ညှိုးငုံငေါနဲ့သူ့ကိုထိန်းချောက်နေတယ်လို့ပါပဲအဲ့ဒီချိန်မှာအနောက်ကနေကြောက်နဲ့လှဲပိန်းတန်တစ်ခုကြားလိုက်ရတယ်ဟောတော်သေးတာဗောရွာပြန်မဲ့သူရှိသေးတယ်ကြော်စွာဝမ်းသာအားရလှည့်ကြည့်လိုက်တော့ရှေးဟောင်းလှဲကြီးတစ်စီးလဲမောင်းတဲ့သူကခေါင်းပေါင်းဖြူကြီးကိုငိုင်းဆိုင်ပြီးပေါင်းထားတော့မျက်နှာကိုတေချာမမြင်ရဘူးဦးလေးကျွန်တော်ဆိုင်ကယ်လေးလဲနောက်မှာချီပြီးရွာထိလိုက်ခဲ့ပြစီဗျလဲသမားကဘာမှပြန်မပြောတုတ်ခိုင်လာတဲ့လက်ကြီးတစ်ဖက်နဲ့လဲပေါ်ကိုတက်ဖို့ပဲလက်ရက်ပြတယ်ကြော်စွာလဲဆိုင်ကယ်ကိုလဲနောက်မှာခိုင်အောင်ချီပြီးလဲပေါ်ကိုခုန်တက်လိုက်တယ်လဲပေါ်ရောက်တာနဲ့ကြော်စွာထူးထူးဆန်းဆန်းချမ်းစိမ့်လာတယ်။ຫນွေညကြီးမှာသူ့အသက်ရှူတန်တွေကမြို့ကိုးတွေလိုထွက်နေတယ်။လဲပေါ်မှာလည်းအဝတ်အဖြူတွေနဲ့ထုတ်ပိုးထားတဲ့ထုတ်ပိုးမှုကြီးတွေအပြည့်ပဲ။ဦးလေးကဒီအချိန်ကြီးဘာတွေတင်လာတာလဲဗျ။အနံ့လည်းတစ်မျိုးပဲ။ကြော်စွာမေးလိုက်ပင်မဲ့လဲသမားကကြောက်ရွံ့လို့ညီနေတော့လဲပိန်းတန်ကပဲပိုကျလာတယ်လို့ပဲ။ကြောက်စိတ်ထဲမှာမတင်ကားလို့လှဲသမားရဲ့ပခုံးကိုလှမ်းပုတ်လိုက်တဲ့အခါအိုးကြော်စွာလက်ကအသားနဲ့ထိလိုက်ရတယ်လို့မဟုတ်ပဲရေခဲတုံးကြီးကိုကန်လိုက်ရတယ်လို့အေးဆက်တောင့်တင်းနေတယ်ငါဒီလမ်းမှာတည်ခဲ့တာကြာပြီလှဲသမားတိုးညင်းပြီးအကွဲနေတဲ့အတန်နဲ့စပြောတယ်ကြော်စွာတစ်ခုလုံးချက်သိမ်းနေထသွားတယ်ဆိုင်ကယ်ပေါ်ကခုန်ဆင်းမှုစူးစမ်းပင်မဲ့သူ့ခြေထောက်တွေကလဲကျန်းပြင်းနဲ့ကပ်နေတယ်လို့လှုပ်ရှားလို့မရတော့ဘူးလဲသမားဖြည်းဖြည်းချင်းလှည့်ကြည့်လာတယ်ခေါင်းပေါင်းအောက်မှာမြင်လိုက်ရတာကမျက်လုံးမရှိတဲ့တွင်းနက်ကြီးနှစ်ခုဒီညငါလဲပေါ်မှာအထုပ်တထုပ်လူနေသေးတယ်မင်းလိုက်ခဲ့မလားအဲ့ဒီအချိန်မှာပဲလဲကြီးကရွာလန်းတိုင်းမဟုတ်ပဲလမ်းဘေးကခြုံပုတ်တွေကြားကနေဟိုးရှေးကအလောင်းမြုပ်တဲ့ဖုတ်ကုန်းဘက်ကိုဥတီသွားနေတာကိုကြော်စွာမြင်လိုက်ရတယ်။သူအစွမ်းကုန်အော်ဟစ်လိုက်ရင်နောက်တနေ့မနက်မှာတော့ရွာသားတွေကကြော်စွာကိုဖုတ်ကုန်းဟောင်းကညောင်ပင်ကြီးတစ်ပင်အောက်မှာတတိလစ်နေတာကိုတွေ့ခဲ့ရတယ်။ထူးဆန်းတာကကြော်စွာရဲ့ဆိုင်ကယ်နောက်မှာပစိုးအဖြူစာဟောင်းကြီးတစ်ခုကချစ်ပါအောင်ချီနှောင်လျက်သားပါလာတာပဲဖြစ်ပါတော့တယ်